ကောင်လေးတယောက်ကရေကန်ငယ်ထဲမှာလူပုံတန်းရှိတဲ့ရွှေတုံးတုံးကိုတွေ့လိုက်တယ်။ဒါနဲ့ချက်ချင်းတုတ်တစ်ချောင်းယူပြီးရေထဲကနေဆဲထုတ်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့တုတ်ကရေကိုထိလိုက်တဲ့ခါမှာတော့ချက်ချင်းရွှေတုတ်ဖြစ်ပြောင်းသွားတယ်။အလေးချိန်ကပိုလေးလာတာကြောင့်သူ့လက်ကမခံနိုင်တော့ပဲရွှေတုတ်ကိုရေထဲပြန်ကျသွားတာကိုပဲမျက်စိရှိမှကြည့်နေရတော့တယ်။စမ်းသက်ခြင်းစိတ်နဲ့ကောင်လေးကခူးခွန်တစ်ခုကိုရေထဲနှိပ်ကြည့်လိုက်တယ်။ချက်ချင်းပဲအဲ့ဒီခူးခွန်ကရွှေရောင်တောက်နေတဲ့ရွှေခူးခွန်ဖြစ်ပြောင်းသွားတယ်။အဲ့ဒါကိုမြင်တော့သူ့မျက်လုံးထဲမှာလောဘမီရီတောက်လာပြီးရွှေခူးခွန်ကိုအလင်းအမြန်ကောက်ယူလိုက်တယ်။ဒါပေမဲ့ကိုစိတ်လှုပ်ရှားစရာကအထက်ဘက်ချောင်းရုံးမှာဖြစ်နေခဲ့တဲ့သူ့ညီလေးကရွှေနဲ့ပြည့်နေတဲ့ခြောက်ကြီးတစ်ခုကိုရှာတွေ့ထားခဲ့တဲ့အချိန်မဖြုံးပဲပင်လယ်ကမ်းခြေပီလာတစ်လုံးဝယ်နိုင်လောက်တဲ့တန်ဖိုးရှိတဲ့ရွှေခွက်ကိုကောက်ယူလိုက်တယ်ပြီးတော့အားကစားကားတစ်စီးနဲ့လဲနိုင်လောက်တဲ့ရွှေအုပ်ထုပ်ကိုလည်းယူလိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရွှေလက်ကောက်တစ်ခုကသူ့အာရုံကိုအပြည့်အဝဖန်ဆာသွားတယ်။အဲ့ဒီလက်ကောက်ရဲ့မူလပိုင်ရှင်ကအလိုပဲကျန်တော့တဲ့တည်ဆုံပြီးသားလူဖြစ်ပေမဲ့သူကဂယုမဆိုင်ခဲ့ဘူး။လက်ကောက်ကိုယူပြီးသူ့လက်မှာတက်လိုက်တယ်ညှို့နှင်းထားတာကတော့အဲ့ဒီလက်ကောက်ကသူ့အတွက်အထူးလုပ်ထားတယ်လို့တိတိကျကျကိုက်ညီနေခြင်းပဲဖြစ်တယ်။အဲ့ဒီနောက်ညီလေးကရွှေတွေကိုအယူမှုကောက်ယူနေတော့တယ်ဒါပေမဲ့အန်နီရကသူ့စီတဖြည်းဖြည်းနီးကပ်လာနေတာကိုတော့မသိခဲ့ဘူးအကိုဖြစ်သူ6ကြီးစီရောက်လာတဲ့အခါမှာတော့ညီလေးကိုမတွေ့ရတော့ဘူးညီကြီးပေါ်မှာမီးလောင်ကျွမ်းထားတဲ့ဖက်နဲ့တစ်ဖက်ပဲကြံခဲ့တဲ့လောဘကြောင့်အသက်ဆုံးရှုံးသွားပြီဆိုတာအကိုကနားလည်လိုက်တဲ့သူစိတ်ထိထိုက်ဝမ်းနေသွားပြီနဲ့ဘာမှမတတ်နိုင်ခဲ့ဘူးထွက်သွားတဲ့အခါမှာလည်းတန်ဖိုးရှိတာဘာမှမယူခဲ့ဘူးညီမကြနေတဲ့ဓာတ်တလက်ကိုပဲကောက်ယူခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်လာတယ်မိုးကောင်းကင်တွေကငကားကြီးတစ်ကောင်ရုတ်တရက်ဆင်းလာပြီးအကိုကိုဖမ်းယူကကောင်းကင်နဲ့ပြန်တက်သွားတယ်ဒါပေမဲ့ငကားကသူ့ကိုထိခိုက်အောင်မလုပ်ခဲ့ပါဘူးသူ့လက်သေးတွေနဲ့ကင်ထားပြီးမြေပေါ်ကနေအဝိုင်းပတ်ပြန်တန်းနေခဲ့တယ်တောင်တန်းတစ်ခုကိုကျော်သွားတဲ့အချိန်မြေပြင်ကိုငုံကြည့်လိုက်တော့အင်္ဂလိပ်စာလုံးရှစ်လုံးကိုမြေကြီးပေါ်မှာရေးထားတာတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာပဲအမှန်တရားကိုသူနားလည်သွားတယ်ညီလေးဟာကျင်းစာတင်ထားတဲ့ယတနာရဲ့ဆွဲဆောင်မှုကိုမတွန်းလှန်နိုင်ခဲ့လို့အဖြစ်ပေးခံရပြီးစကားမပြောနိုင်တဲ့ငကားအဖြစ်ပြောင်းလဲသွားခဲ့တာပဲဖြစ်တယ်ညီမဖြစ်သူကသူ့ကိုလူပြန်ဖြစ်လာစေချင်လို့ဖြည်းဖြည်းချင်းနီးကပ်သွားပြီးရွှေလက်ကောက်ကိုဖြုတ်ပေးလိုက်တယ်ဒါပေမဲ့ကျင်းစာကအဲ့ဒီလိုနဲ့မပြောက်ကွယ်သွားခဲ့ဘူးဒါကြောင့်ညီလေးဟာနာကျင်မှုတွေနဲ့အဆုံးမရှိတက်ရှင်နေရတော့တယ်သူလည်းလောဘရဲ့အကျိုးဆက်ကိုနောက်ကျမှနားလည်ခဲ့တယ်အချိန်တွေကြာလာတဲ့အခါချင်းသေးတကောင်ကတိတ်တဆိတ်ကြီးကပ်လာတယ်ဒါပေမဲ့ချင်းသေးကသူ့ကိုမတိုက်ခိုက်ခဲ့ဘူးကျင်းစာကိုဖျက်ပေးခြင်းတလို့ဖြစ်နေခဲ့တယ်နောက်ဆုံးမှာတော့ချင်းသေးကြီးရဲ့အားပြင်းတဲ့ဟိန်းတန်တစ်ချက်နဲ့ညီလေးဟာလူအဖြစ်ပြန်လဲရောက်ရှိလာခဲ့တယ်အဲ့ဒီနေ့ကစပြီးသူဟာလောဘကိုဘယ်တော့မှသူ့စိတ်ကိုအုပ်စိုးခွင့်မပေးတော့ဘူးလို့သစ္စာပြုခဲ့တယ်